မြန်မာဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါနိုင်ငံတကာဘောလုံးပွဲစဉ်တွေကြောင့်တလကျော်လောက်ရန်နာထားခဲ့တဲ့မြန်မာ National League ပြိုင်ပွဲကြီးကတော့ပြီးခဲ့တဲ့ဒီဇင်ဘာလ23ရက်နေ့မှာစတင်ရှင်ပြိုင်ကစားခဲ့ပြီးတော့ဒီဇင်ဘာလ25ရက်နေ့မှာတော့ပွဲစဉ်9ပွဲစဉ်တွေကိုကစားပြီးခဲ့ပါတယ်ဒီတစ်ပတ်မြန်မာ National League ပွဲစဉ်တွေထဲမှာရန်ကုန် United နဲ့ AR တို့ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ရတနာပုံနဲ့ ISPE တို့ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်နဲ့ဟန်တာဝရီနဲ့ဒဂုံစတာအသင်းတို့ထိပ်တိုက်တွေ့ဆုံတဲ့ပွဲကြီးပွဲကောင်းတွေပါဝင်ခဲ့ပါတယ်ပွဲစဉ်တွေအားလုံးကအကျိတ်အနယ်ဖြစ်ခဲ့ပြီးတော့မထင်မှတ်ထားတဲ့ရလဒ်တွေထွက်ခဲ့သလိုအမှတ်ပေးစရာအပြောင်းအလဲတွေလည်းများစွာဖြစ်ပေါ်ခဲ့ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့မြန်မာ National League ပွဲစဉ်ကိုပွဲပြီးရလဒ်လေးတွေကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်လိုက်ရအောင်ဒီပွဲစဉ်ကတော့အမှတ်ပေးစရာရဲ့အောက်ခြေပိုင်းကအသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်ပါတယ်ယခုနှစ်ဘောလုံးရသည့်အစပိုင်းမှာပြည်တွင်းကအတွေ့အကြုံရှိကစားသမားပေါင်းများစွာကိုခေါ်ယူထားတဲ့ရခိုင် United အသင်းအနေနဲ့ကယခုနှစ်မြန်မာ National League ရာသီအစမှာရှုံးပွဲတွေတောက်လျှောက်ကြုံတွေ့ခဲ့ပြီးတော့အမှတ်ပေးစရာရဲ့အောက်ပိုင်းမှာရပ်တည်နေတာပါဒါပေမဲ့လည်းနောက်ဆုံးကစားခဲ့တဲ့မြန်မာ National League ပွဲစဉ်၄ပွဲမှာ၃ပွဲအထိနိုင်ပွဲရယူခဲ့ပြီးတော့ရခိုင် United အနေနဲ့မြန်မာ National League ပွဲစဉ်၉အပြီးမှာတော့အမှတ်ပေးစရာရဲ့အဆင့်9နေရာထိကိုတက်လန်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။တစ်ဖက်ကရာမညအသင်းအနေနဲ့ကတော့ယခုနှစ်ရာသီပွဲစဉ်9ပွဲကစားပြီးတဲ့အချိန်မှာယခုအချိန်ထိနိုင်ပွဲလုံးဝမရရှိသေးပဲနဲ့နှစ်ပွဲတည်းရေ9ပွဲရှုံးဆိုတဲ့ရလဒ်နဲ့အမှတ်ပေးစရာရဲ့အောက်ဆုံးနေရာမှာရပ်တည်နေပါတယ်။ခုဆိုတော့ရာမည United တင်ရတိုက်စစ်ဆင်ဖို့အတွက်ကြိုးစားနေတယ်များစောနိုင်အလဲကိုချိုးထားပြီးတယ်ပိတ်တယ်အခုဆိုရင်တော့ရာမည United တင်ရဥဆောင်ကိုရသွားခဲ့တာပဲဖြစ်ပါတယ်ကျော်နံပါတ်18လှမင်းအောင်တွင်ယူပေးခဲ့တာများပြိုင်ဘက်ခန်းစစ်ဇုံထဲမှာအနေငယ်အာယုံစူးစိုက်မှုနည်းနေတဲ့အခြေအနေကနေပြီးတော့ရာမည United တင်ဟာတွင်းကိုတကူကိုတော့ယနေ့ပွဲစဉ်မှာဥဆောင်တွင်ယူခဲ့တာဖြစ်ပါတယ်ခွင်းလယ်ပိုင်းကနေတိုက်စစ်လမ်းကြောင်းတွေရှာဖွေနေတာဖြစ်ပါတယ်ရှေ့ကိုမှတ်တင်ပေးထားတယ်ရလာပြီမြညီညီထွန်းချိုးထားတယ်ဘောလုံးကတော့မဆုံးသေးဘူးများဇင်မင်းထွန်းအလဲကိုချိုးထားပြီးပိတ်တယ်အခုဆိုရင်တော့ရခိုင် United တင်ကတော့ခြေပါကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်ဂျွန်နံပါတ်8မူစတာဖာတင်ယူခဲ့တာဖြစ်ပါတယ်ခြေပါကိုတော့ပွဲကစားခြင်းမိနစ်40မပြည့်ခင်မှာပဲရခိုင် United တင်ရပြန်လည်ပြီးတော့ရယူနိုင်ခဲ့တာဖြစ်ပါတယ်အခုဆိုတော့ဇင်မင်းထွန်းပြန်တွဲထားတယ်များညာချမ်းကိုပဲထပ်ထုတ်ပေးထားတယ်ညီညီထွန်းရထားသေးတယ်များတယောက်ခောက်ဖို့ကြိုးစားတယ်အောင်မြင်တယ်များရှေ့ကိုထပ်မပေးထားတယ်ခေါင်းတိုက်တယ်မိနစ်ပိုင်းတွင်မှာပဲနောက်ထပ်တွင်းကိုတကူတော့မူဆာဖာတွင်းယူပေးခဲ့တာဖြစ်ပါတယ်ဒီဂိုးမှာဆိုရင်တော့ဇင်မင်းထွန်းမက်ဆိုညီညီထွန်းစားတဲ့ကစားသမားတွေအတွဲကနေကျော်နံပါတ်8မူစတာဖာကိုမတင်ပေးခဲ့တာများဘယ်ချမ်းတက်လာတဲ့ကစားသမားတူကိုထည့်ပေးထားတယ်များခန့်သူလင်းအလဲကိုထည့်ပေးထားတယ်ရထားသေးတယ်များကန်တယ်အခုဆိုရင်တော့ရခိုင်နေတဲ့တင်ရနောက်ထပ်တွင်းကိုတကူထပ်မံရခဲ့တာဖြစ်ပါတယ်ကျော်နံပါတ်8မူစတာဖာဟက်ထရစ်ရခဲ့ပြီများဒီနေ့ပွဲစဉ်ရဲ့နောက်ဆုံးမိနစ်ပိုင်းအောင်ရောက်တဲ့အခြေအနေမှာတော့ရခိုင် United တင်ဟာပြန်ပြတင်းကိုပြတ်သားတဲ့ရလဒ်တစ်ခုနဲ့ဥဆောင်ပြီများပြန်တွဲထားတယ်ကျော်စွာလင်းတိုက်စီတီတက်ပြီးတော့ပံပိုးဖို့အတွက်ကြိုးစားတာဖြစ်ပါတယ်အခုဆိုတော့ကျော်စွာလင်းပဲဘောလုံးပြန်ပြီးတော့လက်ခံထားတယ်များကိုရှိကိုမတင်ပေးထားတယ်တွင်ကိုဖြစ်တတ်မှတ်ပြီးလိုက်တာပဲဖြစ်ပါတယ်ပါကလာရတနာပုံအသင်းအနေနဲ့က2025-2026မြန်မာ National League ဘောလုံးရာသီမှာအရင်နှစ်မြန်မာ National League ဘောလုံးရာသီတွေထက်ဆိုင်ရင်ပုံစံကောင်းတစ်ခုကိုပြသထားနိုင်တယ်လို့ဆိုရမှာပါမြန်မာ National League ပြိုင်ပွဲမှာရန်ကုန် United တို့ရှမ်း United တို့လိုအသင်းကြီးတွေတောင်ရှင်ပြိုင်ရခတ်ခဲ့တဲ့ ISPE လိုအသင်းမျိုးကိုရတနာပုံအသင်းက3ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တာပါရတနာပုံအသင်းရဲ့မြန်မာလက်ရွေးစင်ဝါရင်တိုက်စစ်မှုပြည့်မိုးအနေနဲ့ကလည်း
အဆိုပါပွဲစဉ်မှာနာကျင်အချိန်ပေါ်မှာပဲသူ့အတွက်သွင်းကိုတကူကိုရရှိခဲ့ပါတယ်အဲ့တော့ပြေမိုးအနေနဲ့ကနောက်ဆုံးကစားခဲ့တဲ့မြန်မာ National League ပွဲစဉ်နှစ်ပွဲဆက်တိုက်သွင်းကိုရရှိခဲ့တာဖြစ်ပြီးတော့ယခုနှစ်ရာသီမှာပြေမိုးရဲ့မြန်မာ National League သွင်းကိုက6ပွဲကစားပြီးတဲ့အချိန်မှာ8ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်တစ်ဖက်က ISP အသင်းအနေနဲ့ကလည်းအခုပွဲစဉ်ရှုံးပွဲကြောင့်အဆင့်4နေရာကနေအဆင့်5နေရာကိုဆင်းပေးလိုက်ရပြီဖြစ်ပါတယ်။ အဲ့ဒါမပြီးတော့ပြီးကောင်းတိုက်ပြီဂိုးပြီးမြောင်းဒီနေ့ပွဲစဉ်မှာအထောင်တိုက်စစ်နေရာမှာပြောင်းလဲပြီးတော့ကစားနေတဲ့အသင်းကောင်းဆောင်မျိုးစောဦးပွဲစား9မိနစ်မှာပဲရရှိလာတဲ့အခွင့်အရေးကောင်းတစ်ခုကိုတော့ပိုင်မန်နိုင်နိုင်အသုံးချပြီးတော့ဒီနေ့ပွဲစဉ်ရဲ့ဥဆောင်ခွင့်ကိုတော့စပြီးတော့ရယူသွားခဲ့ပြီဖြစ်ပါတယ်ကိုရင်းစီရဲ့ပွဲဆက်မှာပဲပထမဆုံးရရှိတဲ့အခွင့်အရေးကနေရင်နာပုံတင်ကတော့ကောင်းကောင်းကြီးတုံးချပြီးတော့ဥဆောင်ကိုတော့စတင်ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။အဝိုင်းကိုညံဆွေးဒီနေ့ပွဲစဉ်မှာလူငယ်တိုက်စစ်အတွဲနဲ့ဝါရင်တိုက်စစ်အတွဲကိုမြင်တွေ့ရလိမ့်မယ်လို့ထင်ထားခဲ့မလဲဒီချိန်မှာတော့ဝါရင်တိုက်စစ်အတွဲရပဲလှပတည်တဲ့သင်ကိုတကူတော့ဒီချိန်မှာတွင်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ISP တင်လက်ကန်လာပြီးပြန်ချက်ထွက်လာထပ်ပိတ်တယ်ဂိုးရမြောင်းရရှိလာတဲ့ပရန်ဒီအခွင့်အရေးကိုတော့ဒုတိယပိုင်းမှာဝင်ရောက်လာခဲ့တဲ့အသင်းကောင်းဆောင်ခိုင်ရဲဝင်းနှစ်ဆင့်အဆုံးသက်ပြီးတော့ခြေပေါက်ကိုဖြစ်ပြန်လဲပြောင်းလဲသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဦးစနော်ပြေမိုးပဲအေးရတဲ့ပဲဖြတ်ချိုးပေးထားသေးတယ်ပိတ်ပြီ။ကိုဘီခင်ဗျာကျွန်တော်စင်ငယ်တင်ဆက်ရဲ့အချိန်တွင်းမှာပဲရန်နာပုံသင်းဒုတိယမြောက်ဦးဆောင်ကိုတော့ပြန်ပြီးတော့ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီပွဲရဲ့တကြောပြန်ဦးဆောင်ခြင်းကိုလည်းထပ်ပြီးတော့ရရှိသွားခဲ့ပြီလည်းဖြစ်တယ်ခင်ဗျာ။ရန်နာပုံသင်းရဲ့ခန်းစစ်ကပဲရှင်းထုတ်ထားခဲ့လည်းဖြစ်ပါတယ်။ကိုစနော်ရှေ့ကိုပဲမှာပေးထားသေးတယ်ပြေမိုးပဲလိုက်နေတယ်ပြေမိုးပဲအေးရတဲ့ဝင်လာလွတ်လွတ်ကျွတ်ကျွတ်ပဲကိုသမားတယောက်ချင်းဆိုင်တွေ့တယ်ကန်တယ်ကိုဘီခင်ဗျာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်အပိုင်း6ကိုရောက်ရှိနေတဲ့အချိန်မှာတော့မှပဲရန်နာပုံတင်းရဲ့အတိုင်မြန်တိုက်စစ်ကတကယ်ကိုအလုပ်ဖြစ်ခဲ့လို့ဆိုအောင်မှလည်းဖြစ်ပါတယ်ဒီချိန်မှာလူဆောင်ကစားသမားပြေမိုးအသင်းအတွက်အနိုင်ရလက်အသေးချာစီမဲ့အတွင်းကိုတကိုတော့အတွင်းယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်စောပိုင်းရှေ့ပိုင်းမှာကျွန်တော်တင်ဆက်ခဲ့သလိုပဲ ISP အသင်းအနေနဲ့တော့ခြေပေါက်ကိုပြန်လဲရရှိဖို့အတွက်အောင်ဆိုင်နေတဲ့အချိန်မှာရန်နာပုံတင်းရဲ့တိုင်မြန်တိုက်စစ်ကိုတော့မဖြစ်မနေသတိထားဖို့လိုအပ်နေခဲ့လို့ဆိုခဲ့ပေမဲ့လည်းဒီချိန်မှာတော့ ISP အသင်းရဲ့ခန့်စစ်ကတကယ်ကိုပေါ့ရောက်ခဲ့တဲ့အနေအထားတစ်ခုကိုတော့ပြေမိုးကောင်းကောင်းကြီးတုံချသွားနိုင်ခဲ့ရလည်းဖြစ်တယ်များရန်ကုန် United အသင်းအနေနဲ့ကဒီပွဲစဉ်မှာ AR အသင်းနဲ့တရေမကြခင်ပွဲစဉ်8ပြီးကြတဲ့ကပေါ့နော်ရှမ်း United အသင်းအနေနဲ့ကလက်ကျန်ပွဲစဉ်တွေကစားအပြီးပေါ့နော်ပွဲစဉ်8အပြီးမှကလေးကိုကရှမ်း United အသင်းရဲ့ဒါတမှတ်အတာနဲ့ဥဆောင်ခြင်းကိုခံထားရတာပါအဲ့တော့ပွဲစဉ်9မှာလဲရန်ကုန် United အသင်းအနေနဲ့က AR အသင်းစီကနေပြီးတော့ကျွန်တော်တို့အမှတ်တစ်မှတ်ပဲရခဲ့တယ်တစ်ဖက်မှာလဲကျွန်တော်တို့ပြိုင်ဘက်ရှမ်း United အသင်းကပွဲစဉ်9မှာအနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်မလို့လက်ရှိမှာတော့ဒါအမှတ်ပေးစရာအဆင့်1နေရာကိုရှမ်း United အသင်းကဆက်လက်ရယူထားနိုင်ပြီးတော့ရှမ်း United အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ခြားအမှတ်ကွာဟာချက်က3မှတ်အထိရှိသွားခဲ့ပါပြီရန်ကုန် United အသင်းအနေနဲ့ကရာသီအစကတည်းကပွဲစဉ်9လောက်အထိတောက်လျှောက်မြန်မာ National League ရဲ့အမှတ်ပေးစရာကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်းပွဲစဉ်8အပြီးမှာတော့ဒီရှမ်း United ကိုအမှတ်ပေးစရာရဲ့ထိပ်ဆုံးနေရာကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရပြီဖြစ်ပါတယ်ရန်ကုန် United ကိုအငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တဲ့ရန်ကုန် United အသင်းရဲ့ကစားသမားဟောင်းမမောင်လွေအနေနဲ့ကလည်း AR အသင်းနဲ့ပွဲစဉ်မှာတော့အရန်လူစင်းမှာတော့ပါဝင်လာခဲ့ခြင်းမရှိတာကိုတွေ့ရပါတယ်ဒီပွဲစဉ်ကတော့မြန်မာ National League ပွဲစဉ်ကိုပွဲစဉ်တွေအားလုံးထဲမှာအကောင်းဆုံးပွဲစဉ်တစ်ပွဲလို့တောင်သတ်မှတ်လို့ရပါတယ်တစ်ဖက်ကမြန်မာ National League ရဲ့အင်အားကြီးအသင်းဖြစ်တယ်လို့တစ်ဖက်ကလည်းမြန်မာလက်ရွေးစင်တက်တန်းအလိုက်လူငယ်ကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့အသင်းကောင်းဖြစ်ပါတယ်ဒီနှစ်သင်းတွဲဆုံတဲ့ပွဲစဉ်ကအကျိတ်အနယ်ရှိခဲ့ပြီးတော့အပြန်အလှန်တွင်းကိုတွေနဲ့ကြည်ကောင်းခဲ့ပါတယ်ပွဲပြီးဆုံးချိန်မှာတော့ဒါရှမ်း United အသင်းအနေနဲ့ကအမှားယွင်းမရှိ3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့နိုင်ပွဲရယူခဲ့ပြီးတော့အမှတ်ပေးစရာရဲ့ထိတ်ဆုံးမှာရန်ကုန် United အသင်းကို3မှတ်ဖြတ်ပြီးတော့ဦးဆောင်လိုက်ပြီးဖြစ်ပါတယ်ရှမ်း United အသင်းအနေနဲ့ကဒီပွဲမကစားခင်17လပိုင်းထဲမှာသူတို့ရဲ့မြန်မာ National League ပွဲစဉ်1ပွဲကြံမှာမဟာ United ကို4ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်
ပွဲစဉ်ခုနှစ်ပွဲကြံမှာတော့ရာမညအသင်းကို၄ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးတော့ဒါကျွန်တော်တို့ဒီပွဲစဉ်6မှာလဲဒါကျွန်တော်တို့တစ္ဆာအမှန်အသင်းကို3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်အဲ့တော့ရှမ်းယူနိုက်တက်အသင်းအနေနဲ့ကရာသီအစကတည်းကပွဲကြံနေပေါ့နော်ဒီအာဆီယံပွဲတွေကြောင့်မလို့ပွဲကြံတွေရှိနေတယ်အဲ့ဒီပွဲကြံတွေကြောင့်ပဲရာဂိုယူနိုက်တက်အသင်းကိုအမှတ်ပေးစရာရဲ့အဆင့်1နေရာကိုပေးထားရတယ်ဒါပေမဲ့လည်းရှမ်းယူနိုက်တက်အသင်းကအဲ့ဒီပွဲကြံတွေကိုကစားပြီးတဲ့အချိန်မှာပဲသူတို့ရဲ့အဆင့်1နေရာကိုရာဂိုယူနိုက်တက်စီကပြန်လည်ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်ရှမ်းယူနိုက်တက်အသင်းအနေနဲ့ကတော့အာဆီယံဒေသပြိုင်ပွဲတွေမှာဘလောက်ပဲရှုံပြည်တွင်းမှာကတော့ဘယ်နီးပြပဲဖြစ်ပေါ့နော်နိုင်ငံခြားသားနီးပြပဲဖြစ်ပြည်တွင်းနီးပြနယ်ပဲဖြစ်သူဟာနဲ့သူတော့အဆင်ပြေနေတာကိုတွေ့ရပါတယ် ။အများအနေထားတစ်ခုပါပဲခင်ဗျ။ဒါပေမဲ့လည်းရှမ်းတင်ရဲ့ခံစားမတွေတတိကြီးကြီးနဲ့ပဲလက်ရှိချိန်မှာတော့ရှမ်းနယ်တင်ရဲ့ကစားသမားပြင်ဖြိုးသူအမှားယွင်းတစ်ခုကိုပြုလုပ်ခဲ့ပြီးတော့ဒီဟာဒီမှာတစ္ဆာမန်တင်ရဲ့တိုက်စစ်မှာခြေစွမ်းပြနေတဲ့စောမျိုးစောရလာတဲ့အခွင့်အရေးကိုတော့အမှားယွင်းမရှိအဆုံးသတ်ခဲ့ပြီးတော့တွင်ကိုတကိုကိုတော့တင်ကိုတောခဲ့ပြီးလည်းဖြစ်ပါတယ်။ရှမ်းနယ်တင်မှာရလိုက်မြမဆာကီလက်ကန်နေတပိတ်တယ်ဂိုးပြီခင်ဗျာကျွန်တော်တင်လှည့်မြန်ပဲရလာတဲ့ခွင့်တစ်ခုကိုမဆာကီအေရီယာပြင်ဘက်ကနေမနာနဲ့ကန်သွင်းယူခဲ့ပြီးတော့ကိုသမားနိုင်လင်းအောင်ပုတ်ထုတ်ပြီးတော့တိုင်တီဗီထွက်လာတဲ့အခွင့်တစ်ခုကိုတော့စောင်းအပြစ်ကိုထပ်စစ်ပိတ်သွင်းယူပြီးတော့ရှန်နယ်တင်တော့ခြေပေါက်တစ်ခုကိုသူ့ကိုတွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ပြီးတော့ပြုတ်လုံနေဗျရှန်တင်မယ်ဆိုတတ်မယ်အေရီယာလည်းဖြစ်ပေးထားတယ်ပိတ်တယ်ဂိုးပြီခင်ဗျာလက်ရှိချိန်မှာတော့ရှန်တင်လိုအပ်နေတဲ့ဥဆောင်ကိုတကိုတော့ပရိုင်းပြီးဆုံးကန်ဒီလေးမှာပဲတင်းရဲ့တိုက်စစ်မှာတောက်လျှောက်ချွေးစွမ်းပြနေတဲ့စောင့်အပြစ်ကိုဒီချိန်မှာလဲမောင်းရမရှိအဆုံးတက်ခဲ့ပြီးတော့ရှန်တင်ကိုတော့ဥဆောင်ဈေးခဲ့ပြီးလည်းဖြစ်ပါတယ်ဆိုတော့ဝယ်မှုပဲချွေးစွတ်တက်လာတယ်လဘော်လေးနဲ့တွဲထားတယ်စာမန်တင်မယ်ဒါစလိုက်မယ်ပြေဆုံးအောင်မယ်ရတော့ဆွဲဝင်လာမယ်ပြေဆုံးအောင်မယ်ရလိုက်မယ်ပြေဆုံးရပြီကန်တယ်ကိုပြီခင်ဗျာလက်ရှိချိန်မှာတော့ကျွန်တော်တို့ရှမ်းနယ်တင်းရဲ့နိုင်ပွဲတစ်ပုတ်တွေ့မြင်ရမယ်လို့ထင်မှတ်ထားတဲ့အချိန်တစ်ခုမှပဲတစ္ဆာမန်တင်းရဲ့မထင်မှတ်တဲ့အလဲပြောင်းတစ်ခုနဲ့ကတော့လက်စစ်ကပြည့်စုံအောင်ရလာတဲ့အခွင့်အရေးတစ်ခုကိုကောင်းမွန်ဆုံးဆုံးသက်ပြီးတော့တစ္ဆာမန်တင်းကိုတော့ခြေပေါက်တစ်ခုပြန်လဲရှာဖွေပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်လက်ရှိမှာတော့ဒုတိယပိုင်းအရောက်မှာနိုင်ငံအေးဆက်တဲ့အသွင်ကိုစောင့်နေခဲ့တဲ့တစ္ဆာအမှန်အသင်းနဲ့ရှောက်နေတဲ့အသင်းတို့ရဲ့ပွဲစဉ်ကိုတော့တစ္ဆာအမှန်အသင်းရဲ့တိုက်စစ်ကစားသမားပြည်စုံအောင်သွင်းကိုတကိုးနဲ့တူလုံနိုးလိုက်ပြီပဲဖြစ်ပါတယ်တကယ်ကိုသူရဲ့ကောင်းမွန်လာတဲ့ဖြတ်ကျော်မှုနဲ့တူအဆုံးသက်ပိုင်းစွမ်းဆောင်ရည်ကိုတော့ချက်လက်ဆိုးတစ်ခုကြုံတွေ့ရဖို့တော့နီးကပ်နေပြီလည်းဖြစ်ပါတယ်ဒေါက်မော်ကန်နေပေးထားတယ်ပိတ်တယ်ကိုပြီခင်ဗျာလက်ရှိချိန်မှာတော့ဒီစာမန်တဲ့ခြေပါကိုကြောက်မယ်တေရလက်ခုနဲ့ပွဲပြီးဆုံးမယ်လို့ထင်မှတ်ထားခဲ့ပေမဲ့ရရှိလာတဲ့တောက်ကောင်မော်ခွေးတစ်ခုတော့ရှမ်းနယ်အသင်းကွင်းလေရမဆာကီအမောင်းမရှိကောင်းတဲ့အဆုံးသက်ခဲ့ပြီးတော့ရှမ်းနယ်အသင်းကိုတော့ဥဆောင်ကိုရှာဖွေပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီပွဲစဉ်ကတော့မြန်မာ National League ပွဲစဉ်9ရဲ့နှစ်သင်းပေါင်းသွင်းကိုအများဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်အဆိုပါပွဲစဉ်မှာထူးခြားတာတစ်ခုကတော့နှစ်ဂိုးစီသွင်းယူနိုင်ခဲ့တဲ့ကစားသမား3ယောက်အထိရှိခဲ့ပါတယ်မဟာ United အသင်းကကောင်းမြတ်သူနဲ့ Patrick တို့ကတယောက်ကို2ဂိုးစီသွင်းယူနိုင်ခဲ့သလိုဒခုံ Port အသင်းရဲ့တိုက်စစ်မှု Mitchell ကလည်း2ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ကောင်းမြတ်သူတိုက်စစ်မှုကောင်းမြတ်သူထပ်ပြီးတော့ကြောဖို့ကြိုးစားတယ်လွတ်တယ်မြမဟာ United အသင်းဦးဆောင်ကိုရခဲ့ဖြစ်ပါတယ်ကောင်းမြတ်သူတကူတော်စွမ်းရည်နဲ့ပဲမဟာ United အသင်းအတွက်တွင်းကိုတကူတော့ရယူပေးခဲ့တာဖြစ်ပါတယ်ယနေ့ပွဲစဉ်အတွက်ဦးဆောင်ကိုဖြစ်ပါတယ်ကိုစနော်ကောင်းစီရလင်းရှေ့ကိုထည့်ပေးထားတယ် Patrick ဘောလုံးလက်ခံထားတယ်များကန်ပြီမဟာ United အသင်းတွေကတော့နောက်ထပ်တွင်ကိုတကူစတုဒ္ဓများဥဆောင်ကိုရခဲ့တာဖြစ်ပါတယ် Patrick ရ
ပြန်ပဲတင်းရဲ့ခန်းစစ်စုံထဲမှာအလွယ်တကူပဲနောက်ထပ်တွင်းကိုတကူတော့ရယူနိုင်ခဲ့တာဖြစ်ပါတယ်မဟာယူနိုက်တက်တင်းရဲ့ဆက်လက်တိုက်စစ်ဆင်တယ်နောက်ထပ်တွင်းကိုတကူကလည်းခက်မြန်မြန်ပဲရခဲ့တာဖြစ်ပါတယ်ချက်ချင်းဆိုလိုတိုက်စစ်ပြန်ဆင်ပြီးတော့နောက်ထပ်တွင်းကိုတကူကလည်းမြန်ခဲ့တယ်ညာပြင်စမမြောက်ဥဆောင်ကိုပဲဖြစ်ပါတယ်ပက်ထရစ်တက်ကတော့ယခုနှစ်ရာသီမှာအသင်းအတွက်စုစုပေါင်း6ဂိုးရှိလာခဲ့ပြီလည်းဖြစ်တယ်ညာရှေ့ကိုမှားထားပြီးတယ်ဒါမင်းထွေးဘောလုံးပြန်ယူဖို့ကြိုးစားတယ်အခုဆိုရင်တော့တကုံဖို့တင်ဟာခြေပါကိုတကူပြန်လဲရခဲ့တာဖြစ်ပါတယ်မဟာယူနိုက်တက်တင်ရဲ့ခန်းစစ်ကစားသမားတွေအသေးအတန်ကိုကာကွယ်နေတဲ့ဂျားတွေကနေလှလှပပတွင်းကိုတကူတော့ရယူပေးခဲ့တာဖြစ်ပါတယ်ခုစနရှေ့ကိုမြောက်ကနေပေးထားတယ်တကုံဖို့တင်ကတော့တိုက်စစ်ဆင်ဖို့အတွက်ကြိုးစားနေတယ်များအေရီယာထဲမှာရှိနေသေးတယ်များနောက်ထပ်ခြေပါကိုတကူတော့ဂိုင်းမစ်ချဲအမားရင်မရှိကန်သွင်းပြီးတော့ရယူခဲ့တာပဲဖြစ်ပါတယ်နိုင်ငံခြားသားနီးပြအသင်းနဲ့အတူဒဂုံစတာအသင်းကတော့ဦးမျိုးမင်းထွန်းရဲ့ရှင်ပြရက်ခတ်ခဲတဲ့ဟန်တာဝရီယူနိုက်တက်ကို3ဂိုးတကူဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်ဒီပွဲစဉ်မတိုင်ခင်မှာတော့ဦးမျိုးမင်းထွန်းရဲ့ဟန်တာဝရီအသင်းအနေနဲ့ကမြန်မာ National League အမှတ်ပေးစရာရဲ့အဆင့်4နေရာမှာရပ်တည်နေတာဖြစ်ပြီးတော့ဒဂုံစတာအသင်းကတော့အဆင့်6နေရာမှာရပ်တည်နေတာပါဒါပေမဲ့လည်းဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်အပြီးမှာတော့ဒဂုံစတာအသင်းနိုင်ပွဲရသွားတဲ့အချိန်မှာတော့ဒဂုံစတာအသင်းအနေနဲ့ကအဆင့်4နေရာထိတက်လှမ်းသွားပြီးတော့ဟန်တာဝရီအသင်းအနေနဲ့ကတော့အဆင့်6နေရာထိကိုဆင်းပေးလိုက်ရတာဖြစ်ပါတယ်။ဒဂုံစတာယူနိုက်တက်အသင်းရဲ့ကစားသမားတွေကပဲကြားဖြတ်ပြီးတော့ဟန်နာရောက်ခဲ့ရလည်းဖြစ်တယ်မြ။ဦးစနရှေ့ပဲလိုက်ပြီးမအားပြီးထားသေးတယ်။တချို့ပဲလိုက်နေတယ်မြ။အေးရတယ်မှာပဲဝင်လာတယ်။လက်ကန်ဒဂုံစတာယူနိုက်တက်အသင်းဒီချိန်မှာဆိုရင်တော့ဥဆောင်ကိုစပြီးတော့ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။လူအနေနဲ့ပွဲစတင်ခဲ့ရပဲလက်ရှိချိန်ထိဟန်တာယူနိုက်တက်အသင်းကိုအကောင်းဆုံးဖိအားပေးကစားနေခဲ့ပြီးမှဒီချိန်မှာတော့သူလိုချင်နေတဲ့အသင်းကိုတကူတော့ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီကစားမတူလို့ဆိုရမယ်အောင်တီဟာဒီချိန်မှာလည်းရလာတဲ့ခွင့်တစ်ခုကနေတော့အသင်းကိုတော့ဥဆောင်စခဲ့ရလည်းဖြစ်ပါတယ်ဒီပွဲမတိုင်ခင်မှာဒဂုံစတာအသင်းတို့ကတွင်းကို3ဂိုးထိရယူပေးထားနိုင်ခဲ့တဲ့အောင်တီဟာသူရဲ့စတိုးတိုင်းမှာတွင်းကိုတော့ဒီလိုမျိုးပဲကောင်းမွန်သောဟန်တာဝီတင်းရဲ့ခံစားမှုတွေကိုကြော်ဖြတ်ပြီးတော့ကိုသမားရဲ့ပုံရတဲ့ကနေလှလှပပကိုအဆုံးသက်တွင်းယူပြီးတော့ဒီနေ့ပွဲစဉ်ရဲ့ဥဆောင်ကိုတော့အောင်တီဟာစတင်တွင်းပေးရလည်းဖြစ်ပါတယ်ဟန်တာဝီတင်းပဲချိန်ကြည့်နေအရွယ်ဖက်ပေးထားတယ်ဘလုံးမပြတ်သေးဘူးမြအန်တော်ဗီတင်းမဲဒီချိန်မှာတော့အန်တော်ဗီတင်းလိုအပ်နေတဲ့ခြေပါကိုတကူတော့ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ကျွန်တော်ဒဂုံစတာအသင်းဥဆောင်ကိုတော့မြင်တွေ့ရပြီးတိတ်မကြခင်ပါပဲတကယ်ပဲတန်တိုးအောင်ရဲ့လက်ပါတဲ့ဗော်လီကန်ချက်ကဆိုရင်တော့ကြော်ရမယ်ဆော်လမန်မဲအရွယ်ပြချထားပြီမိထွေးလေးမဲတင်ရလိုက်မြအောင်တီဟာပဲတကယ်နဲ့အိုးဘီကမြားဒီနေ့ပွဲစဉ်မှာဟန်တော်ဒီရဲ့ခန်းစစ်ကိုတောက်လျှောက်ချင်းချောင်းနေခဲ့တဲ့အောင်တီဟာမြင်တွေ့ရတဲ့အတိုင်းပဲဟန်တာဝရီယူနိုက်တက်အသင်းရဲ့ခန်းစစ်သားမှာရှင်တို့ဘုံကလုံးဝမပြတ်သားတဲ့အနေအထားတစ်ခုမှဆိုရင်တော့အောင်တီကရရှိလာတဲ့အခွင့်အရေးကိုတော့တုံဆိုင်ခြင်းမရှိဘဲနဲ့သူ့ရဲ့ဘေဂျင်နဲ့ပဲကောင်းမွန်တဲ့ကန့်ချက်နဲ့အဆုံးသတ်ခဲ့ရလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာလည်းသူ့ရဲ့တွင်းကိုတော့ဟန်တာယူနိုက်တက်အသင်းရဲ့ကိုယ်သမားနေလင်းထက်လုံးဝတားဆီးနိုင်ခြင်းမရှိဘဲနဲ့ဒူရီယာမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့ခွင့်ပြုပေးခဲ့ရလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ဒဂုံစတာယူနိုက်တက်အသင်းကတော့ပွဲကိုထပ်ပြီးတော့ပဲဥဆောင်သွားနိုင်ခဲ့လို့အဆိုအမှာလည်းဖြစ်ပါတယ်။ဒီဟာရဲ့ဟက်ဒရစ်သွင်းကိုရောဒီနေ့မှမြင်တွေ့ရမလားဆက်လက်ဆောင်ကြည့်ရမှာလည်းဖြစ်ပါတယ်။ပိတ်တယ်။ကျော်လေးကိုမှားယွင်းနဲ့အမှားယွင်းတစ်ခုကိုထပ်မံမြင်တွေ့ခဲ့ရပြီလည်းဖြစ်ပါတယ်။ဒီဟာဆိုလို့ရှိရင်တော့ဒဂုံစတာယူနိုက်တက်အသင်းရဲ့တိုက်စစ်ဖိအားပေးမှုကကောင်းလို့ခဲ့လားဒါမှမဟုတ်ရင်တော့ဟန်တာယူနိုက်တက်အသင်းရဲ့ခန်းစစ်ကပဲအမှားရင်းနေဆက်ပြီးရှိနေသေးရလားဆိုတော့ကျွန်တော်တို့ဝေခွင့်မရတော့ဖြစ်နေကြရလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ခရစ်စမတ်နေ့မှာကစားနေတဲ့ဒီနေ့ပွဲစဉ်မှာတော့ဒဂုံစတာအသင်းရဲ့တင်းနာတွေကတော့သူတို့ရဲ့ပရိသတ်တွေတော့ခရစ်စမတ်လက်ဆောင်ဖြစ်ကတော့သွင်းကိုတွေဇက်တိုက်ကိုပျော်ရွှင်မှုပေးနေရလည်းဖြစ်ပါတယ်မှာပိုင်းပွဲသားချင်းမှာတွေသွင်းကို3ဂိုးထိသွင်းယူပြီးတော့ဆော်လမန်ဒီသွင်းကိုတွက်လဲခရစ်စမတ်အုပ်ထုပ်လေးစောင်းပြီးတော့အောင်ပွဲခံခဲ့တာတော့ကျွန်တော်တို့ခုနမြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ်ဒီသွင်း
အဲ့တော့ကျွန်တော်တို့မြန်မာ National League ပွဲစဉ်ကိုအပြီးအမှတ်ပေးစရာရက်တီမှုတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့အမှတ်ပေးစရာအဆင့်1နေရာကရှမ်း United အသင်းနဲ့အမှတ်ပေးစရာအဆင့်2နေရာကရန်ကုန် United အသင်းတို့ရဲ့ဂျာအမှတ်ကွာဟချက်က3မှတ်အထိရှိတယ်အဆင့်2နေရာကရန်ကုန် United နဲ့အဆင့်3နေရာကရတနာပုံအသင်းတို့ရဲ့ရမှတ်ကွာဟချက်က9မှတ်ပဲရှိတယ်ရတနာပုံအသင်းနဲ့အဆင့်4နေရာကဒဂုံစတာအသင်းတို့ရဲ့ဂျာရမှတ်ကွာဟချက်က2မှတ်ပဲရှိတယ်အဲ့လိုပဲကျွန်တော်တို့ဒဂုံစတာအသင်းကနေပြီးဟိုးအဆင့်10နေရာကတစ္ဆာအာမန်ထိအသင်းတွေကရမှတ်2မှတ်1မှတ်2မှတ်1မှတ်အဲ့လောက်ပဲကွာတော့ဗောနော်အဲ့တော့ဘာပဲဖြစ်ဖြစ်လက်ကျန်ပွဲစဉ်တွေမှာအမှတ်ပေးစရာအပြောင်းလဲကဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားပါအဲ့တော့ကျွန်တော်တို့လာမယ့်ဒီဇင်ဘာလ29ရက်နေ့မှာတော့မြန်မာ National League ရဲ့ပွဲစဉ်30မြန်မာ National League ရဲ့ယာတီဝက်ပြီးဆုံးမဲ့ပွဲစဉ်တွေပေါ့နော်ပွဲစဉ်30ပွဲစဉ်တွေကိုရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ဒီဇင်ဘာလ29ရက်နေ့မှာတော့ ISP အသင်းနဲ့ရှာမညအသင်းတို့ထိပ်တိုက်တွေ့ဆုံနေပြီးတော့ရခိုင်အသင်းနဲ့ AR United အသင်းတို့လည်းထိပ်တိုက်တွေ့ဆုံနေပါတယ်ဒီဇင်ဘာလ30ရက်နေ့မှာတော့ရတနာပုံနဲ့ဒဂုံစတာအသင်းတို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲကြီးပွဲကောင်းရှိပါတယ်ဒီပွဲစဉ်ကတော့အဆင့်3နေရာကရတနာပုံနဲ့အဆင့်4နေရာကဒဂုံစတာအသင်းတို့ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီဇင်ဘာလ30ရက်နေ့မှာပဲဒဂုံ Port အသင်းနဲ့တစ္ဆာအာမန်အသင်းတို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ရှိပါတယ်ဒီဇင်ဘာလ31ရက်နေ့မှာတော့မြန်မာ National League ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့ပြောလို့ရမယ်ရှမ်း United နဲ့ရန်ကုန် United အသင်းတို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ရှိနေသလိုမဟာ United နဲ့ဟန်တာဝရီ United တို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်လာမယ့်ပွဲစဉ်30မှာတော့ဒါရန်ကုန် United နဲ့ရှမ်း United တို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကရှိနေပါတယ်အဲ့ဒီပွဲစဉ်ကိုတော့ဒါရှမ်း United အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့တောင်ကြီးကွင်းမှာကစားသွားမှာဖြစ်ပါတယ်အဲ့တော့ရှမ်း United နဲ့ရန်ကုန် United အသင်းတို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ကမြန်မာ National League 2025-2026မြန်မာ National League ဘောလုံးရာသီရဲ့ရာသီဝက်ချန်ပီယံဘယ်အသင်းဖြစ်သွားမလဲဆိုတာအဖြေထွက်ပေါ်လာမယ့်ပွဲစဉ်ဖြစ်ပါတယ်လက်ရှိမှာတော့အမှတ်ပေးစရာရက်တည်မှုကိုကြည့်မယ်ဆိုလို့ရှိရင်ရှမ်း United က3မှတ်တာအနေထားဖြစ်နေတယ်ရာဂိုးမှဆိုလို့ရှိရင်လည်းရှမ်း United ကများတယ်ဒါပေမဲ့ကျွန်တော်တို့ဂိုးကွာအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ရန်ကုန်ကလည်း25ရှမ်းကလည်း25အတူတူဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်မြန်မာ National League အမှတ်ပေးစရာရက်တည်မှုတွေက head to head စနစ်နဲ့ဆုံးဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန် United အနေနဲ့ကဒီအဝေးကွင်းပွဲစဉ်မှာရှမ်း United ကိုအနိုင်ရရှိရုံနဲ့အမှတ်ပေးစရာရဲ့ထိတ်ဆုံးနေရာကိုပြန်လည်ရရှိမှာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့လာမယ့်ဒီဇင်ဘာလ31ရက်နေ့မှာကစားမယ့်ရှမ်း United နဲ့ရန်ကုန် United အသင်းတို့ရဲ့တောင်ကြီးကွင်းကပွဲစဉ်ကလည်းတကယ်ကိုအကျိတ်အနယ်ဖြစ်မှာဖြစ်ပါတယ်အဲ့တော့မြန်မာဘောလုံးချစ်ပရိသတ်တွေအနေနဲ့လာမယ့်မြန်မာ National League ပွဲစဉ်30မှာဒဂုံစတာနဲ့ရတနာဘောလုံးထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်တွေရှမ်း United နဲ့ရန်ကုန် United တို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲကြီးပွဲကောင်းတွေကိုဆက်လက်အားပေးသွားရဖို့ရှိပါတယ်ဗျအဲ့တော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ကလည်းဒီရှမ်း United နဲ့ရန်ကုန် United တို့ထိပ်တိုက်တွေ့ဆုံနေတဲ့မြန်မာ National League ပွဲစဉ်30ပွဲစဉ်ရဲ့ပွဲပြီးရလဒ်လေးတွေကိုလည်း comment မှာခံမှန်းပေးခဲ့လို့ရပါတယ်ဗျအဲ့တော့ဒါကျွန်တော်တို့မြန်မာဘောလုံးလောကနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုဒါအပင်ပန်းခံပြီးတော့ဒါတင်ဆက်ပေးနေတယ်ကျွန်တော်ရဲ့ဒီ BDTV ဆိုတဲ့ channel လေးကိုလည်းဒါအားပေးကြဖို့မျှော်လင့်ပါတယ်ဒါကျွန်တော်တို့မြန်မာဘောလုံးအားကစားလောကကဒါပြောရမယ်ဆိုလို့ရှိရင်လူစိတ်ဝင်စားမှုတိတ်မရပါဘူးဒါပေမဲ့လည်းဒါကျွန်တော်တို့ဒါမြန်မာနိုင်ငံဖြစ်တဲ့မြန်မာပြည်တွင်းလိကိုပရိသတ်တွေကအားပေးမှသာလျှင်ဒါပြည်တွင်းလိတိုးတက်မှနိုင်ငံလက်ရွေးစင်အသင်းလဲတိုးတက်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ဒါကျွန်တော်တို့မြန်မာ National League ပြိုင်ပွဲကြီးကိုအတူတူဝန်းရံအားပေးလိုက်ရအောင်ဗျကျွန်တော်ရဲ့ channel ကနေပြီးတော့လေမြန်မာ National League နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမို့လို့ subscribe လုပ်လေးနှိပ်ထားခဲ့ဖို့လဲမမေ့ကြပါနဲ့အောင်ဗျ